မင်္ဂလာပါဒီနေ့သမီးပြမယ်ဒီဟာလေးသမီးလောက်ထားတဲ့အိမ်လေးပါလာကြည့်ကြည့်ပါဦးဒီမှာနော်လက်ထအိမ်လေးဒီမှာပါရှင်ချစ်စာရင်ကလေးဒီနားလေးမှာတိတ်ပြီးပါတယ်ဘာခဏလေးရရဲ့ထဲကိုသွားရအောင်ဒီကြရင်ဒီဟာလေးနဲ့ဒီမှာဝင်လာပြီးဒီမှာထားလေးရတယ်ဒီကြရင်ဒီမှာလေးထားလေးဒီဟာလေးက microwave လေးဆိုတော့ဒီဟာလေးကန်ပြီးတော့ short လိုက်ပြီးရနော်ဒီမှာဒီဟာလေးတင်လာ okay ဒီကြရင်ဒီလာကြည့်ပါဦး living room လေးပါတယ်ဒီမှာဖုန်း DVD ရဒီဟာကျတော့ library လေးဒီမှာထိုင်ပြီးစာအုပ်လေးရတယ်ဒီဟာအိမ်သာဤပါလို့ရတယ်ဗါလဲဒီဟာလေးရေချိုးတာတော့နည်းနည်းတော့နေဒါမဲ့ဒီလိုလေးရရှမ်ပူကတော့မထည့်ရသေးအဲ့ကြတော့ဒီမှာပဲစဉ်ပူဒီဟာကျတော့ဗာလေးလဲဆိုတော့ lamp လေးညဘက်ဆိုမီးထိုးလို့ရဒီဟာကျတော့ဗာလဲဆွဲတဲ့ဟာလေးဒီဟာအဲ့ဒီဟာဒီဟာကျတော့ဗာလဲဆောင်လေးပါဆောင်လေးဒီလိုလုပ်ပြီးတယ်ပြအောင်မယ်ဒီမှာလာကြည့်ပါဦးဒီမှာကြည့်လိုက်ပါဦးဒီဟာလေးကကျတော့ဆိုင်ဖွင့်တဲ့နေရာလေးပေါ့ကြည့်ရင်ဒီမှာလမ်းပြကြည့်ရအောင်ဒီမှာချစ်ချကလိုက်တာဒီဘူတူလေးလို့ကြည့်လဲဆိုရင်အိမ်မှာလေးစာအုပ်လေး DIY မှာဝယ်ပြီးတော့ဒီဟာလေးလုပ်ရရတယ်နော်ပုံဆွဲပြီးတော့အရောင်ချယ်လေးရတယ်ဒီကအခန်းကြတော့တခန်း3က4က5ကရှိတာပေါ့ဘယ်သူလေးလှုပ်ချင်လဲဆိုရင်လှုပ်လိုက်ရတယ်နော်ဒီဟာလေးကိုယ့်ဘက်ကိုလောက်တာညာဘက်တောင်ရောက်နေပြီပါအဲ့ဆိုတက်